အားလုံးပဲမင်္ဂလာပါရှင်ကျွန်မအခုဗီဒီယိုလေးတစ်ခုလုပ်လိုက်တယ်ပေါ့နော်ဒီဗီဒီယိုကလည်းကျွန်မကိုချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေဟိုကြည့်မရတဲ့သူပဲဖြစ်စေကြည့်ရတဲ့သူပဲဖြစ်စေပေါ့နော်အားလုံးလည်းကျွန်မကြည့်မြရင်တော့ကြောပေါ့နော်ကြည့်ရတဲ့သူဆိုရင်တော့ကြည့်ပေါ့နော်ဟိုဘာဖြစ်လို့ဆိုတော့ attention ရှာတယ်လို့ဖြစ်နေမှာဆိုလို့လေနော်ကျွန်မလေဒေါက်တာချိုအေးမှုပေါ့နော်ဟိုအိုမန်ကောင်းမှာပေါ့အိုမန်ကောင်းမှာကိုကျွန်မပြောတယ်ဆိုတာကလေတိတစ်ချက်ကမြန်မာစာလောင်ကောင်းကောင်းမဖတ်တတ်ဘဲနဲ့ဆရာဝန်ဘာလို့ဖြစ်ချင်တာလဲဆိုတဲ့အကြောင်းကိုကျွန်မပလိန်းတာသိလားပြီးတော့ဒုတိယတစ်ချက်ကကြတော့ဒေါက်တာနန်းဆိုတဲ့တယောက်ပေါ့နော်အဲ့ဒါတော့မြန်မာနိုင်ငံကပေါ့ကျွန်မဘာကြောင့်ပလိန်းတာလဲကျွန်မအကောင့်တူဖွင့်ပြီးကျွန်မသွားပလိန်းတာမဟုတ်ဘူးเนาะကျွန်မရဲ့ဒီ original account နဲ့ကျွန်မပြောတာသိလားအဲ့ကျွန်မမကြောက်လို့ original account နဲ့ပြောတာเนาะကျွန်မဘာကြောင့်သူတို့နှစ်ယောက်ကိုဘာကြောင့်ပလိန်းတာလဲဆိုတော့တချို့ကလည်းပြောကြတယ်နင်းအလုပ်ဘာလို့လဲနင်းအပူဘာလို့လဲနင်းနဲ့ဘာဆိုင်လို့လဲဒါသူတို့ရဲ့ negative ကိုပြပြအဲ့တော့သူတို့ရဲ့ negative ကိုပြပြတာကျမကတော့လေဘယ်လိုပြောမလဲကျမကိုသူများတွေဆိုင်တီပဲဖြစ်စေမဆိုင်တီပဲဖြစ်စေကွာအခုလို့ကျမတို့မြန်မာနိုင်ငံမှာအခုလို့ခေတ်ကြီးကပြက်နေတာသိလားခိုးဆိုလူနိုင်တွေလည်းပေါ်တယ်အတူရောင်တွေလည်းပေါ်တယ်အယောင်ဆောင်တွေလည်းပေါ်တယ်အမားတို့အကိုတို့ဆိုမြင်ကြမှာဟုတ်တယ်နော်ခြေတော့ကျိုးပြီးတော့ဟိုအဲ့လိုမျိုးကွာအယောင်ဆောင်ပြီးတော့ကလေးတွေကိုခိုးတာတွေဒါမြင်ကြတယ်ဟုတ်တယ်မလားကလေးတွေခိုးပြီးခိုင်းစားတာတွေဟုတ်တယ်လားဘာကြောင့်လဲသိလားလွယ်ကူကူနဲ့ယုံလို့သိလားနောက်တစ်ခုကကြတော့ပေါင်းကြံလို့ဘာလို့လဲသိလားပေါင်းကြံလို့ရတယ် plain to ဘူးစွတ်တွေများလို့သိလားအဲ့ဒါကြောင့်မို့လို့ကျမတို့နိုင်ငံမှာအလိန်နေပေါ်တာအဲ့လိုလိန်ညာမှုတွေများလို့ပေါ့နော်အခုဥပမာပဲအခုကျမအခုပလိန်းနေတဲ့အဲချိုအေးမိုးတို့အဲဒေါက်တာနန်းတို့ဆိုတာဒေါက်တာနန်းဆိုတာကွာအမှန်တကယ်ဆိုရှင်ဘာအဆင်မရှိဘူးဒေါက်တာဆိုတာ DR ဆိုတာတက်ဆရာကိုမလို့လားသိလားသူတို့ရဲ့ပလန်ကဘလို့တွေစလဲဆိုတော့ခုနကကျမဗီဒီယိုလေးတစ်ခုမှလည်းကျမအဲ့ဒီတယောက်ကောင်းလေးကိုရှင်းပြလိုက်သေးတယ်သူတို့နိုင်ငံခြားပြန်လာပြီနိုင်ငံခြားပြန်လာတယ်ပေါ့ပြန်လာတယ်ဆိုပြီးသူတို့နယ်တွေမှာသူတို့ရွာတွေမှာသိလားသူတို့ဆရာကြီးတွေပါပေါ့သိရမလားဆရာကြီးတွေပါဆိုပြီးသူတို့ကဟိုတိထားတဲ့အကြောင်းအရာလေးနည်းနည်းလေးနဲ့သူတို့ကအဲ့ဒါကိုခင်းပြီးတော့စီးပွားရှာမှာသိလားဆိုဘာကြောင့်လဲဆိုတော့အခုကနည်းနည်းလေးပေါ့ထားပါတော့စေးချောင်းလေးနည်းနည်းလေးနားလေတယ်ဒါဟိုကဒါစေးဝါကျွမ်းကျင်တက်တာတွေမတက်တာကြီးကျွန်မမပြောဘူးเนาะနည်းနည်းပါဒါအင်္ဂလိပ်စာလေးဖတ်တတ်တယ်နည်းနည်းပါလေးဆိုတာ ਨੇ ကျမဟိုမှာဘာလုပ်ခဲ့တာကျမဒီမှာဘာလုပ်ခဲ့မှာဒါဆိုဘာမှမသိဘူးဟုတ်တယ်เนาะဘာမှမသိတဲ့အခါမျိုးကြတော့ကျမစိတ်ပူတဲ့အကြောင်းအရာတစ်ခုကတက်ကြီးရွယ်အိုတယ်ကျမပြောရယ်เนาะတက်ကြီးရွယ်အိုတယ်ပြီးတော့ရိုးသားနေတဲ့သူတွေထူနုံတုံနေတတ်တဲ့သူတွေတော့ကျမစိတ်ပူတယ်ကျမတို့လိုငလယ်မတွေတော့သူလာလို့မရဘူးပေါ့နော်နေဘက်တွေအိမ်နဲ့အိမ်မထွက်ဘူးချို့ဆိုလို့ရှိရင်ကွာဟိုအသက်ကြီးတဲ့သူတွေရန်ကုန်ဆိုတာဘာမှန်းတော့မသိတဲ့သူတွေအခုချိန်လေးရှိတယ်ကျမတို့မြန်မာနိုင်ငံမှာအခုချိန်လေးရှိတယ်သိလားအဲ့ဒီအတွက်ကိုလှုပ်ရှားမှကြောက်လို့ကျမပြောတာကျမဒီဆောက်ခွက်ကြီးနဲ့ပြောတာသိလားကျမဒီအကောက်ကြီးနဲ့ပြောတာအစစ်ကြီးနဲ့ပြောတာကျမအတူနဲ့ပြောတာမဟုတ်ဘူးနော်ဘာကြောင့်ကျမပြောတာလဲသိလားတက်ရောင်ငါးတွေကများနေတဲ့ခေတ်သိလားပညာတတ်တွေရော့ကြနေပြီပညာတတ်တွေရော့နေပြီးတော့အတူအယောင်တွေအယောင်ဆောင်တွေအရန်များတဲ့ခေတ်နိုင်ငံဖြစ်နေပြီအဲ့ဒီအတွက်ကြောင့်မို့လို့မြန်မာပြည်မှာရှိတဲ့တကြီးပိုင်းနေနော်ဒါရန်ကုန်ဘက်ကိုတိတ်မပြောဘူးနော်ရန်ကုန်မှာလည်းဟိုအနေအေးတဲ့သူတွေအဲ့လိုရိုးတဲ့လူတွေအဓိကသူတို့ရဲ့စနက်ကလေ
ရိုးတဲ့သူတွေနှုံတဲ့သူတွေလှုပ်တဲ့လှုပ်သိလားပတ်စံလိန်နေကြားဖြန်းပတ်စံနေလိန်နေကေဘေးတွေအကောက်ထဲကပတ်စံနေခိုးတယ်ဘာကြောင့်လဲရိုးလို့နှုံလို့တချို့ဆိုအကိုတို့မြင်ကြပါတယ်အကိုတို့အမတို့တွေမြင်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ TikTok မှာကွာတခါတလေကြားလို့ဆိုရှင်ဖုန်းတောင်ကောင်းကောင်းမသုံးတတ်တဲ့သူမျိုးတွေခုထိရှိတယ်ဒီလားအဲ့လိုမျိုးကန်ဆိုးပြီးအဲ့ကိုရောက်သွားတဲ့အချိန်ကြရင်ဒီလားဘာဖြစ်လဲကုံနေတိလားနော်ကျမပြောတာလေကျမဒီအကြောင်းအရာကိုပဲကျမပြောချင်တာဒီလားသူဟာသူတို့ဘာပဲဖြစ်ဘာပဲလို့ကျမစိတ်လည်းမဝင်ကြဘူးကျမကိစ္စလည်းမဟုတ်ဘူးအဓိကကျမပြောချင်တာမြန်မာနိုင်ငံသားကိုထွက်လာတယ်အခုလိုမျိုးဟိုဟာလေးဟိုတက်ရောင်ငါဒီဟာလေးတက်ရောင်ငါနဲ့မြန်မာနိုင်ငံသားမှာအစင်မပြေတော့လို့မြန်မာနိုင်ငံကိုပြန်သွားရတဲ့နေ့ချရင်ထားပါတော့မတက်တစ်ခေါက်နဲ့ဆေးတွေရောင်းတာမျိုးတို့ဆေးဆိုင်တွေဖွင့်တာမျိုးတို့ဘာမှလဲလိုင်စင်ဘာမှလဲဟုတ်တယ်နော်အဲ့ဒီဟောက်သူတို့လုပ်နေတာလေအဲ့ဒါဒီကိုပြပရောက်နေတဲ့လူတချို့ပြောချင်တာပြပရောက်တဲ့လူတွေအုံတော့မရှိလို့ပြောချင်တာမဟုတ်ဘူးနော်အဲ့လိုမျိုးတွေရှိတဲ့အခါအဲ့လိုမျိုးတွေကွာဖြစ်လာခဲ့ရင်ကောမိဘတွေအတွက်စိတ်ပူစရာမရှိဘူးလားကျမမေးချင်တာအဲ့ဒါလေးမေးချင်တာသိလားကြံခဲ့တဲ့မိဘတွေဒါကွာကို့မိဘတွေရိုးသားလားမရိုးသားလားဆိုတာသားသမီးတွေသိတယ်သိလားနော်ဟုတ်တယ်နော်နယ်ဘက်တွေကွာနယ်ဘက်တွေဆိုမှချိုးဆိုရှင်ကွာတကယ်ဟိုဒီလားဟိုရိုးသားတယ်ကိုရီတောင်သိတယ်တချို့လူတွေဆိုလို့ရှိရင်ကွာဒါရိုးသားတယ်သိလားအဲ့လိုလူမျိုးတွေကြားလို့ရှိရင်ကျမကဆရာဝန်မကျမကဘာဘာညာပါဆိုပြီးဆေးတွေပါတွေမဟုတ်တဲ့ဆေးတွေပါတွေလို့ပေးမိရောတည်သွားရင်ရောဘယ်လိုလုပ်ကြမလဲဟုတ်တယ်နော်ကျမပြောချင်တာအဲ့တစ်ချက်ပဲပြောချင်တာကျမသူများကိုကျမလိုက်ပြီးတော့အဲ့လိုမျိုး attention ရှာနေရလဲမဟုတ်ဘူးကျမတို့စောက်ခွက်ကလည်းမင်းသမီးဖြစ်မဲ့ရုပ်လည်းမဖြစ်ဘူးတိလားကျမတို့ကဒဲတွေပဲကျမတို့ကသူများကလို့ en ဂွီဂွင်းဆိုပြီးကျမတို့ချွဲနေရတဲ့ကောင်မကြီးလည်းမရှိဘူးချွဲလည်းမချွဲတတ်ဘူးရှင်းနေနော်အဲ့တော့ကျမတို့ကမင်းသမီးမဖြစ်ဘူးမင်းသမီးလည်းလုပ်လို့မရဘူးတိလားဘာလို့တစ်ချိန်လုံးဟီလာတိုက်နေလို့ကျမတို့ကတိလားရီဆိုလဲရီငိုဆိုလဲငိုကျမအဲ့ဒါတွေမလုပ်တတ်ဘူးကျမတို့ drama တွေမခင်းတတ်ဘူးနော်ကျမတို့ရီဆိုလဲအဲ့ဒါမရီရလဲကျမတို့ထထိုင်ရီနေတာအဲ့လိုကောင်းပါတယ်ဆိုကျမတို့မင်းသမီးဖြစ်ဖို့တက်လန်းဆိုတာမရှိဘူးဒီလားပြီးတော့ကျမတို့ဒီ TikTok ကြီးနေတယ်ကျမတို့မင်းသမီးမလောက်စားဘူးနော်တိထားကျမတို့တန်းရှင်းမရှာဘူးဘယ်သူမှမရှာဘူးဒါပေမဲ့ကျမတို့စိတ်ပူတယ်ကျမတို့နိုင်ငံခြားကိုရောက်နေတဲ့အချိန်တိုင်းတာတစ်ခုနဲ့ကျမတို့မြန်မာနိုင်ငံမှာအခုလိုဖြစ်ပြနေတဲ့ဟာတွေကျမတို့ကရှင်တဲ့အခါမျိုးကြာတအားတွေကိုဟာနေတယ်၊ကွာခြားနေတယ်။ Okay အဲ့တော့ကျမတို့နားလေတယ်။အဲ့လောက်ပဲသိတာ။ကျမတို့လည်းဘာကောင်မှမဟုတ်ဘူး။ကျမတို့လည်းဘယ်အနေထားတစ်ခုမှမရှိဘူး။သိလား။ကျမတို့ဒါကိုစိတ်ပူလို့ပြောတာ။နော်ပြောချင်တာအဲ့ဒါကိုပြောချင်တာသိလား။ပြီးတော့အဲ့ဒီမြန်မာနိုင်ငံဒေါက်တာမဆိုတာလေကျမနဲ့ပွဲဖြစ်မှကြာနေဒါဒီလိုဟုတ်လားကျမတို့နဲ့လည်းဖြစ်တယ်သူကအရင်ကတည်းက2025ကတည်းကသူဟာသူပလန်နေနဲ့သူလုပ်ပြီးသားပွဲတွေဖြစ်ပြီးသားဒါပေမဲ့ဒါလည်းကျမမသိလိုက်ဘူးအဲ့ချိန်မှာတော့ကျမမသိအချိန်မှာကျမဗလိန်းနေဟုတ်တယ်နော်ဟိုကျမမဟုတ်တခြားကျမနဲ့သိတဲ့ကောင်မလေးတွေလည်းအစတခြားကောင်မလေးတွေလည်းဝိုင်းပြီးတော့တော်လန်နေတိုက်တယ်ကွယ်သိရမှာဒါကလေကျမတို့မကြိုက်ဒါကမဖြစ်တဲ့ုံလေမဖြစ်တဲ့ကျမတို့မချိုက်လို့မကြိုက်တဲ့ကြောင့်ကျမတို့ဗလိန်းတာဗလိန်းပိုင်ဝင်မရှိဘူးလားဆရာဝန်မဟုတ်ဘဲနဲ့ဆရာဝန်မဟုတ်တဲ့အဲ့ကောင်မဆရာဝန်သိလားဆရာဝန်ဆိုပြီးကျမတို့တော့လိုက်ပြောပေးမနေဘူးသိလားမဟုတ်ဘူးပဲနော်အကိုတို့လည်းအစင်ပြေရင်ကြည့်အစင်မပြေမကြည့်နဲ့အခုတော့မယူကြနဲ့သိလားကျမပြောချင်တာကအကိုတို့တယောက်တည်းတော့ကျမပြောချင်တာမဟုတ်ဘူးကျမကိုခင်တဲ့သူတွေကျမကိုချစ်တဲ့သူတွေကျမဒီနိုင်ငံမှာကျမတငယ်ချင်းတွေအဲ့တော့ကိုကျမပြောပြချင်တာနော်ကျေးဇူးတင်တယ်နော်